တစ်တော်ပိန်းညင်းငှက်တွေဟာအပူပိုင်းဒေသနဲ့ဆွတ်ဆွတ်သောဒေသများကိုနှစ်သက်ကြပါတယ်။အဆိုပါငှက်များကိုတစ်တော်ပိန်းညင်းငှက်များဟုလည်းလူသိများကြပါတယ်။ချစ်စရာကောင်းတဲ့ပိန်းညင်းငှက်တွေဟာတစ်ချိန်ကအချိန်တစ်ခုအထိဖိလစ်ပိုင်နိုင်ငံသားတို့ကိုနှုတ်ဆက်ထားခဲ့ပူပါသေးတယ်။တစ်တော်ပိန်းညင်းငှက်များဟာဖိလစ်ပိုင်နိုင်ငံရဲ့အသေးငယ်ဆုံးငှက်မျိုးစိတ်များမှတစ်ခုဖြစ်ပြီးလိမ္မော်ရောင်ခနာကိုမှအနီရောင်နှုတ်သီးရှိနေပြီးတော့ချစ်စရာကောင်းသောအသွင်ပြင်ကိုပိုင်ဆိုင်ထားကြပါတယ်။ထိုတစ်တော်ပိန်းညင်းငှက်များကို1848ခုနှစ်မှာဂျာငန်တဘာဝဗေဒပညာရှင်ဂျိုကန်ချက်ကောမှ1848ခုနှစ်မှာတိကျနာမည်တစ်ခုဖြစ်ဖော်ပြခဲ့ပါတယ်။မျိုးစိတ်ခွဲ၃မျိုးခန့်ရှိပြီးလှပပြီးချစ်စရာကောင်းတဲ့ငှက်ငယ်လေးများရဲ့အတန်ဟာလည်းအင်းဆက်အတန်ကဲ့သို့တော်ရုံမကြားနိုင်အောင်တိုးသောအော်တန်များပြုလုပ်တတ်ကြပါသေးတယ်။ဘာတွေဟာဘာကြောင့်အော်ကြတာလဲ။ဘာတွေဟာမိဖက်များကိုဆွဲဆောင်ဖို့နေမြေကိုခုခံကာကွယ်ဖို့အတွက်အော်ကြတာပါ။ကျေလောင်သောဘာအော်တန်တွေကအထီးရစီကနေကြားရတတ်ပါတယ်။နေဦးနဲ့ရွေရာသီလတွေမှာမိုးရွာပြီးချိန်မှာဘာအော်တန်တွေကိုကြားရနိုင်ခြင်းများပါတယ်။မြမအယူအဆရာဘာအော်တာဟာမိုးခေါ်ခြင်းဖြစ်တယ်လို့ယူဆကြပါတယ်။တကယ်တမ်းမှာတော့မိုးခေါ်တာမဟုတ်ပဲအများစုဟာသူတို့ဖွန်ကြောင်မှုအတွက်အော်နေကြတာလည်းဖြစ်ပါတယ်။လူချင်းမင်းတို့ချင်းထဲချင်းမှကင်းဝေးကြပါလိမ့်ခင်ဗျာတောင်တရုတ်ပင်လယ်မှာရှိတဲ့ Dragon Hole ဟာတောင်တရုတ်ပင်လယ်မှာရှိတဲ့လှုပ်ဝက်နဲ့ရှိုင်းဆုံးအပြာရောင်ရေနက်တွင်းကြီးဖြစ်ပါတယ် I know the South China Sea လို့လည်းခေါ်ကြပါတယ်300မီတာကျော်နဲ့ရှိုင်းပြီးတရုတ်ဒဏ္ဍာရီထဲကနဂါးတို့နေထိုင်ရာရေရင်းကြီးလို့လည်းအရက်သားဆိုရရှိခဲ့ပါတယ်Dragon Hole ရဲ့အပေါ်ပိုင်းဟာရောင်ပြန်နေတဲ့ရေကန်လေးနဲ့တူပြီးအောက်ပိုင်းကတော့အောက်ဆီဂျင်မရှိတဲ့အနက်ရောင်ဓာတ်စုံကြီးလည်းဖြစ်ပါတယ်။ဒါအပြင်အနက်အရှိုင်းဆုံး Blue Hole အဖြစ်ဂင်းနစ်ဆန်ခြင်းအတိအမှတ်ပြုခံထားရပါသေးတယ်။သိပ္ပံပညာရှင်တွေကဒီတွင်းကြီးထဲမှာအသက်ရှင်နေနိုင်တဲ့ရေအောက်သက်ရှိများကိုစူးစမ်းရင်းတဘာဝကဘာရဲ့မထင်မှတ်ထားသောလှုပ်ဝက်ချက်များကိုဖော်ထုတ်နေဆဲဖြစ်ပါတယ်။